Libra လေးအတွက်ဖတ်ပေးမယ် Libra လေးတွေဒီအောက်တိုဘာလ Libra လေးတွေပေါ့နော်စက်တင်ဘာ Libra လေးပါပါတယ်ရှင်အောက်တိုဘာလမှာ Libra လေးတွေအတွက် Libra လေးအတွက်အခြေရေးနဲ့ပတ်သက်ပြီးတော့ Okay Libra is that you Libra လေးတွေအခြေရေးနဲ့ပတ်သက်ပြီးတော်တော်အဆင်မပြေဖြစ်နေတယ်Libra တော်တော်များများဒီမှာ air sign Gemini ပေါ့နော်ဆိုတော့ကိုယ့်ရဲ့စိတ်ကအရန်ပြေးနေတယ်ဟိုရောက်လိုက်ဒီရောက်လိုက်စိတ်တွေကအရန်လှုပ်ရှားပြီးအများကြီးဖြစ်နေတယ်ကိုယ့်ရဲ့ energy ကဒီလိုမျိုးလေးနော်ကိုယ့်ရဲ့ energy ကဒီလိုမျိုးဖြစ်နေပြီးတော့ Libra တွေရဲ့ energy ကဒီလိုမျိုးဖြစ်နေတယ်နှစ်ခုလုံးကကိုအရန်ကောင်းတဲ့ lucky လေးဖြစ်တဲ့အတွက်ကိုပထမအဆုံး Libra လေးတွေအခုလက်တလောမှာအခြေရေးနဲ့ပတ်သက်ပြီးအရန်ပူဆွေးနေရတတ်တယ်အရန်ဝမ်းနဲ့တရားတတ်တယ်တခုခုဆိုလို့ရှိရင်ဝမ်းနေပြီးတော့အရန်စိတ်ပူနေရတယ်အဲ့တော့Worrying chain nothing နဲ့ decide your next stop ဖြစ်တဲ့အတွက်ကိုရဲ့ next step ကိုစဉ်းစားပါကိုဘာတွေလုပ်တဲ့နေဆိုတာစဉ်းစားပါစိတ်ပူနေတာအလကားပဲပေါ့နော်စိတ်ပူမှုကဘာမှတိုးတက်လာမှုမရှိဘူးကိုရဲ့ငယ်ရွယ်နှုတ်ပြမှုကိုပိတ်ပင်စေတယ်ကိုရဲ့အချိန်တွေကိုကြန့်ကြာစေတယ် anxiety တွေက hopeless ပဲဖြစ်တာ worry ဖြစ်လာတယ်ဆိုတော့ကိုရဲ့ဒီအခြေအနေတွေကဘာမှမဟုတ်ဘဲနဲ့ပေါ့နော်ငြိမ်နေတာပဲရှိတာဆိုဖြစ်တဲ့အတွက်ကိုလောလောဆယ်မှာစိတ်မပူဘဲနဲ့ရှေ့ဆက်ပြီးသွားပါကိုယ့်ရဲ့တကယ်လက်ရှိ energy ကဒီ energy လေးကိုယ့်ရဲ့လက်ရှိ energy ကအရန်ကောင်းတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ပူဆွေးနေရတတ်တယ်တစ်ဖက်သူကကိုယ့်ကိုထားသွားမှလားဆိုပြီးကြောက်နေရတတ်တယ် Libra လေးတွေဒါပေမဲ့ကိုယ့်ရဲ့အနေအထားကအရန် luxury ဖြစ်ပြီးတော့ကိုကအေးအေးပေါ့ပါနဲ့နေရထိုင်ရတာလွတ်လပ်ပေါ့ပါနေလိမ့်မယ် self care လေးတွေများများလုပ်ပါကိုယ့်ကိုတခုခုဘာလုပ်နိုင် reward လေးတွေပေးစေချင်တယ် version အနေနဲ့ဆိုရင် Libra လေးတွေအရန်စိတ်ညစ်နေပါနဲ့ကိုယ့်ရဲ့ energy ကတည်ငြိမ်နေတယ်အဆင်ပြေနေတယ်အလောက်ကိုင်းနေအဆင်ပြေတယ်ပတ်စံငွေရေးကြီးရအဆင်ပြေတယ်ဒါပေမဲ့အခြေအေးမှဆိုလို့ရှိရင်လုံးဝဆန့်ကျင်ဘက်အဆင်မပြေနေဘူးဆိုတော့အခြေအေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကိုယ့်ရဲ့စိတ်ပူမှု worry တွေကို ရှော့ပြီးတော့အရှိကိုဆက်သွားစေချင်တယ် Libra လေးတွေအတွက်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်နော် Libra လေးတွေအခြေအေးမှာအဆင်မပြေဖြစ်နေတဲ့ Libra လေးတွေအတွက်ဘာလို့တင်လဲ Libra လေးတွေဘာလို့တင်လဲ Okay ဒီမှာ Leo energy မျိုး strength ကိုယ့်ရဲ့အားသာချက်ကိုဖော်ထုတ်ပါ you don't know that you own strength and it is tax ကိုမစမ်းမချင်းကိုဘလောက်အထိအားသာချက်ရှိလဲကိုစမ်းမကြည့်မချင်းကိုဘလောက်ထိတော်လဲအားသာချက်ရှိလဲဆိုတော့ကိုမသိဘူးကိုမှ passion နဲ့အများကြီးရှိ inner power အရန်ရှိတယ် encourage တွေအားလုံးက courage အရန်ဖြစ်တယ်ကိုစီမှာလေ confidence ကအပြည့်ရှိတာသိလားအဲ့တော့ strength အားရှိနဲ့ရှေ့ကိုဆက်သွားပါကိုကလေအရန်ကောင်းတဲ့ energy မျိုးကိုမှပိုင်ဆိုင်ထားတယ်ဒါပေမဲ့ဘာဖြစ်နေလဲဆိုစောအတိုင်းအခြေအနေနဲ့ပတ်သက်ပြီးကြောက်ရွံ့နေတာတစ်ဖက်လူကထောက်တော့မှဆိုတာအခြေအနေနဲ့ပတ်သက်ပြီးကံမကောင်း